ဆက်လာပြီတန်တန်းချစ်စကားစလိုက်တက3မျိုးတစ်ဆက်လုံးကိုအတန်တကအတန်ဆုံးစင်းနဲ့ယူမယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါနော်တန်တန်း quality UPVC quality ကိုအသေးစိတ်သိချင်တယ်ဆိုရင်တော့ဝါထဲမှာတင်ထားပေးပါတယ်ဝင်ကြည့်လိုက်ပါနော်ပစ္စည်းတူအရေးသွေးတူရင်တော့မှဈေးနှုန်းကလုံးဝတန်စီရမယ်ဆိုတာကိုအာမခံပါတယ်ရှင်ဒီပုံစံလေးကတော့အကျယ်လေးပဲအမြင့်လေးပဲတစ်ဆက်လုံးကိုပါ2,930,000ကျပ်ပဲကျတင်ပါပါဒီပုံစံလေးဆိုရင်အကျယ်3ပေအမြင့်4ပေ size လေးကိုမှတစ်ဆက်လုံးကို2,900,000ကျပ်ပဲကျတင်ပြီးတော့ဒီ size လေးဆိုရင်အကျယ်3ပေအမြင့်3ပေခွဲကိုမှ2,800,000ကျပ်ပါရှင်ဒီဟာလေးဆိုရင်လည်း3ပေပတ်လည် size လေးကိုတစ်ဆက်လုံးကိုမှ1,860,000ကျပ်ပဲကျပြီးတော့ဒီနောက်ဆုံးတစ်ခုဆိုရင်လည်းအကျယ်2ပေခွဲအမြင့်3ပေ size လေးကို1,650,000ကျပ်ပဲကျတင်ပါတယ်အခုပြောတဲ့ဈေးနှုန်းလေးတွေကတော့လက်ရှိရောင်းချနေတဲ့ဈေးနှုန်းလေးတွေပဲပေါ့နော်တကယ်လို့ကုန်ကြပြောင်းလဲရှိခဲ့ရင်တော့ရောင်းသေးလေးတွေလည်းပြောင်းလဲနိုင်ပါတယ်လိုအပ်တယ်ဆိုရင်တော့အခုပဲမှာယူထားလိုက်တော့နော်